ဟိတကာမစိတ်ကိုမွေးကြပြောရပါစိတ်မွေးတောကျိုးစီဝါလိုလားတဲ့စိတ်ကိုအသာလေးနောက်နာထသူတစ်ပါးအကျိုးစီဝါလိုလားတဲ့စိတ်ကိုများများမွေးအဲ့ဒါကိုပါဠိစာပေမှာခေါ်တာဟိတကာမစိတ်ဘာလဲအဲ့ဒီစိတ်ဓာတ်ခေါင်းပါပြီဆိုလို့ရှိရင်ခုလိုသူတစ်ပါးအကျိုးပြုလုပ်ငန်းတွေကိုမလုပ်နဲ့အဲ့ဒီစိတ်ဓာတ်မျိုးတွေထွန်းကားတဲ့ပုဂ္ဂိုလ်တွေဟိတကာမစိတ်နှလုံးသားထဲမှာပိုင်ဆိုင်ထားတဲ့ပုဂ္ဂိုလ်တွေကဒီလိုလူမျိုးတွေကိုလုပ်ကြအဲ့တော့စိတ်ထဲမွေးထားရုံနဲ့မကျေနပ်တဲ့အောင်မေးထီလာ၏စိတ်ထဲမှာပဲမွေးထားမယ်ဆိုရင်ဒါဒီမေတ္တာဟာမနောကံမေတ္တာလောက်ပဲဖြစ်မှာပေါ့ဘယ်လောက်ပဲဖြစ်မလဲဝစီကံမေတ္တာကိုမလိုဘူးလားနောက်ပါလို့သေးလဲကာယကံမေတ္တာအစစ်စစ်ဒီလိုသွားဝစီကံမေတ္တာကတော့ဗဇက်ကရွတ်တာပေါ့ဗျာနော်အဲ့ဒါလည်းဘုန်းကြီးတို့တိုင်းပြည်မှာမြိုင်းဆိုင်တော်တော်ရှိတယ်နဲ့တူတယ်ဗဇက်ကရွတ်တဲ့အရွတ်လေတော်တော်မြိုင်းနေအသံလေးအသိကျဲတယ်ရွတ်ဖတ်နေတာစိတ်ထဲကပါရလားလို့တော့မေးဖို့တော့လိုလိုက်အဲ့တော့နှုတ်ကရွတ်ဆိုသည်အားလျော်စွာဘုံ30ဖြစ်ဖြစ်များစွာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေရွတ်လိုက်အဲ့ဒီရွတ်နေတဲ့ရွတ်တဲ့အသံအားလျော်စွာစိတ်ဓာတ်ပါရဲ့လားဒါအရေးကြီးတယ်အဲ့ဒီရွတ်တဲ့အသံအားလျော်စွာကာယကံမြောက်အလုပ်ကိုလုပ်ခဲ့လားဒီမေကုန်းကပိုအရေးကြီးပါတယ်နော်အဲ့ဒါအလုံးကိုတိုက်တွန်းတယ်မနောကမေတ္တာလောက်နဲ့ခြေနှမနေနဲ့ဝစီကမေတ္တာလည်းကျင့်သုံးဘာဝနာမြောက်အောင်ကျင့်သုံးဟုတ်လားကာယကမေတ္တာကပိုရေးကြီးတယ်လို့ဘုန်းကြီးတို့ပြောကြတယ်ဘာကြောင့်လဲဆိုလောကကြီးတစ်ခုလုံးလူသားတို့တရားလုံးမှာလူရာတွေကြီးပဲကျမ်းမာရေးဘုန်းကြီးတို့ပြိဿရေးမလိုဘူးလားစီးပွားရေးမလိုဘူးလားပညာရေးဘာရေးဖြစ်ဖြစ်လူလောကကြီးတစ်ခုလုံးမှာလိုနေတာကြီးပဲပြည့်နေတယ်ဆိုတာမရှိဘူးအဲ့ဒါကြောင့်မြတ်စွာဘုရားဟောတဲ့စကားတစ်လုံးရှိတယ်သဗ္ဗလောကောဥနောသဗ္ဗလောကတလောကလုံးမှာဥနောလိုနေတယ်တလောကလုံးမှာဘာဖြစ်နေတယ်လိုနေတယ်ဘာတွေလိုလဲဆန်တွေလိုတယ်စီတွေလိုတယ်ရေတွေလိုတယ်မီးတွေလိုတယ်လမ်းတွေလိုတယ်လေယာဉ်မြန်တွေလိုတယ်မော်တော်ကားတွေလိုတယ်လိုလိုက်တာနော်ကျမ်းမာရေးဘယ်နဲ့လဲလိုတာပဲပညာရေးဘယ်နဲ့လဲလိုတာပဲဆက်သွယ်ရေးဘယ်နဲ့လဲလိုတာနော်အဲ့ဒါကိုမြတ်စွာဘုရားရဲ့ဒေသနာတော်မှာသဗ္ဗောလောကောဥနော The whole world is a needy တကဘာလုံးမှာလိုနေတာလေအဲ့ဒီလိုနေတဲ့လိုအပ်ချက်တွေကိုကြိုးစားပြီးတော့ဖြည့်ဆွဲနိုင်ရင်ဟာအဲ့ဒီပုဂ္ဂိုလ်ဟာဘာဖြစ်မေတ္တာသမားပဲဒီလိုကုန်းကပြောတတ်တဲ့အစီအစဉ်၃ခုမှာမနောကမေတ္တာဟိတကာမစိတ်မွေးသူတစ်ပါးအကျိုးလိုလားတဲ့စိတ်နှစ်တတ္တဝလောကကြီးကျမ်းမာချမ်းသာကြပါစေပါဇက်ကလည်းရွတ်ဆိုပေးသုံးဘာလို့မလဲကာယကံမြောက်အကျိုးရှိမဲ့အလုပ်ကိုလုပ်ပေးဒီလိုမဟုတ်လားအဲ့ဒါဟိတုပသဟရရတမေတ္တာမေတ္တာမေတ္တာလဲဆိုတာကဟိတုပသံဟာရရတသူတော်ဘာရဲ့အကျိုးစီးပွားကိုလည်းပွန်တတိရင်းရင်းနှီးနှီးထိထိရောက်ရောက်ဆောင်ရွက်ပေးခြင်းဆိုတာဟာမေတ္တာရဲ့သဘောလက္ခဏာပါပဲရဲ့လို့တထဘာကောင်းစွာမသွေမတ်တိုက်ပါပေကုန်သတည်း